တကယ်လို့ခမရကလူသူမရှိရဲ့အင်္ကာချိုပေါ်မှာတယောက်တည်းကြမ်းခဲ့မယ်ဆိုရင်ဘာလုပ်မလဲငိုနေမှာလားဒါမှမဟုတ်ကံကြမ္မာဟိုပဲပုံချနေမလားဒီနေ့ပြောပြပေးမယ် The Martian ဇာကားတဲ့ကမင်းသား Mark Warney ကတော့အဲ့လိုမဟုတ်ပါဘူးသူကအင်္ဂါကျုပ်ပေါ်မှာတယောက်တည်းကြံရစ်ခဲ့ရတာမှသိပ္ပံပညာကိုသုံးပြီးတော့အလူတွေစိုက်စားပြီးတော့ရှင်သန်ပြခဲ့တဲ့သူပါဇလန်းစာမှာတော့ NASA အဖွဲ့ဟာအင်္ဂါကျုပ်ပေါ်မှာ83ရဲ့သုတေသနလုပ်ငန်းတွေလုပ်နေတော့အင်မတန်ပြင်းထန်တဲ့မုန်တိုင်းတစ်ခုနဲ့တိုးသွားတယ်အခြေအနေကတကယ်ဆိုးလွန်းလို့အကွဲကောင်းဆောင်မလက်စာအမြန်ဆုံးဆုတ်ခွာကိုအမိန်ပေးလိုက်ရပါတယ်အဲ့ဒီမှာရမတော်တစားမှုဖြစ်ပြီးတော့မင်းသားမကအင်တာနက်တိုင်းစိုင်းမိပြီးတော့လွန့်ထွက်သွားပါတယ်အပွဲသားတွေအားလုံးလည်းသူ့ဝတ်စုံအချက်ပြစနေပျက်စီးသွားတာကြောင့်သူ့သေးပြီးထင်ပြီးတော့မျက်ရည်ဆက်လက်နဲ့ထားခဲ့ကြရပါတယ်ဒါပေမဲ့မက်ကတော့အကျန်းပရန်ဘီဘီလုံးဝမသိပါဘူးသူနိုးလာတဲ့အချိန်မှာတော့သူ့ရဲ့ဘိုက်ထဲမှာအင်တာနာဇာကြီးကစိုက်လျက်တာဖြစ်နေပါတယ်သူကအဆောင်ထဲ okay အခဲစီပြန်ဝင်ပြီးတော့ကိုယ့်ဘိုက်ကိုအေးစစ်စစ်ခွဲစိတ်ပြီးတော့မှတန်ကြောင်ကိုထုတ်လိုက်ပါတယ်တကယ်ကိုစိတ်ဓာတ်ပါပဲဒါပေမဲ့တကယ်ပြဿနာကအခုမှစားတာပါအင်္ဂါကြိုပေါ်မှာလေလည်းမရှိဘူးရေလည်းမရှိဘူးစားစရာလည်းလုံးဝမရှိပါဘူးကဘာကနေကယ်ဆယ်ရေးလာဖို့ဆိုတာကလည်းအနည်းဆုံး၄နှစ်လောက်ကြာအောင်ပါမက်ကတော့လုံးဝလက်မလျှော့ပါဘူးသူအားဒီကြိုပေါ်မှာငတ်မသေးရဘူးဆိုပြီးတော့သူတက်ထားတဲ့ရုပ်ခပရိယပညာနဲ့အာလူတွေစိုက်ဖို့ပြင်ပါတယ်ဒါပေမဲ့အင်္ဂါကြိုမီကြီးကအပိမဆိုင်လို့မရအဲ့ဒီမှာသူကဘာလုပ်လဲဆိုတော့အပွဲသားရဲ့ခြံထားခဲ့အီးတွေကိုမြေဩဇာအဖြစ်ပြန်သုံးပါတယ်ပြောရင်တော့မက်ကွာနေကအာကာကထဲမှာအီးတွေနဲ့အာလူစိုက်ပြီးတော့စပေပန်ရီကြီးလုံနေရပါရေရောက်ဖို့အတွက်လည်း rocket launcher တွေကိုဓာတုပေတိုင်းနည်းပညာနဲ့ခွဲထုတ်ပြီးတော့အိမ်ထဲမှာမိုးရွာအောင်လုပ်ခဲ့ပါသေးတယ်ပောက်ကွဲမှုတွေကြောင့်မြောက်ကုန်းမှုတွေကျွမ်းသွားတာကတော့အပိုးစုပေါ့ဗျာတစ်ဖက်မှာလည်း NASA ကလူတွေကသူတို့ရဲ့အာကာသရဲ့မှုတယောက်ထားခဲ့မိလို့တစ်ကမ္ဘာလုံးကိုတောင်းပန်နေရတော့မှာဒါပေမဲ့ဂျိုဒူပုံရိပ်တွေကိုကြည့်ရင်လည်းအင်္ဂါဂျိုကမှာတယောက်ယောက်ကပစ္စည်းတွေကိုရွှေ့နေပါလားဆိုပြီးတော့မတ်အသက်ရှင်မှန်းသိသွားကြပါတယ်ဒါပေမဲ့ကမ္ဘာနဲ့အင်္ဂါဂျိုကြားမှာဖုံးတိုင်းမှာမရှိတာမက်ကလည်းဒါကိုသိလို့1999ခုနှစ်ကကြံခဲ့တဲ့ Bug Finder ဆိုတဲ့စက်အဟောင်းကြီးကိုတွားရှာပါတယ်အဲ့ဒီ90ကျော်ကနိပညာဟောင်းကြီးကိုသုံးပြီးတော့ကမ္ဘာမင်းနဲ့စာဖို့ကြိုးစားတာကတော့တကယ်ကိုရင်ကုန်စရာပါသူက ASCII ကုတ်တွေကိုသုံးပြီးတော့ဟက်ကာတယောက်လိုပဲဆက်သွယ်ခဲ့တာပါ NASA ကလူတွေကလည်း Mark စီကသူ့အသက်ရှင်နေတယ်ဆိုတဲ့စာကိုရခဲ့တဲ့အခါကမ္ဘာလုံးဝမ်းသာလုံးစိုးသွားကြပါတယ်ဒါပေမဲ့ Mark ကတော့သူ့ဖွဲ့သားတွေကိုသူ့အသက်ရှင်နေမှမပြောရသေးဘူးလားဆိုပြီးတော့ NASA ကိုဆဲဆိုတဲ့စာတွေစက်တိုက်ပို့နေရပါဇလန်က ACC ဖြစ်နေပြီထင်ရပေမဲ့အလဲအပြောင်းကလောင်းပါပြီတရားမှာတော့အဆောင်ရဲ့လေလုံကန်းကတွန်းခါမှုတံမခံနိုင်မနဲ့ပောက်ကွဲသွားပါတယ်အဲ့ဒီမှာရင်သူစိုက်ထားတဲ့အလုကင်းကြီးတစ်ခုလုံးကအေးခဲပြီးတော့ပျက်စီးသွားပါတယ်ဒါဟာမက်တီအောက်တော့ဒီမိတ်မှာစားစရာကလည်းအနှဲငယ်ပဲကြံမှာတော့တယ် NASA သားရေကာပူမရော့ကတ်ကလည်းအလော်တကြီးလှုပ်လိုက်ရလို့လွတ်တင်ပြီးစက္ကန့်ပိုင်းအတွင်းမှာပောက်ကွဲသွားပါတယ်မက်တီအောက်မျောလင်းချက်အကုန်ဆုံးနေမဲ့အချိန်မှာပဲတရုတ်နိုင်ငံကသူတို့ရဲ့လျှို့ဝှက်ထားတဲ့ရော့ကတ်ကိုထုတ်ပြီးတော့ကူညီပေးလာပါတယ်အဲ့ဒီအချိန်မှာသိပ္ပံပညာရှင်တယောက်ကယူသွစရာကျန်တစ်ခုကိုလည်းထိုးလိုက်ပါတယ်အဲ့ဒါကတော့ကဘာကိုပြန်လာနေတဲ့အခွေသားတွေကိုအင်္ဂါဂျိုကြီးကိုပြန်လှည့်သွားခိုင်းပြီးတော့မက်ကိုအာကာသထဲမှာပဲချိတ်ယူပို့ပါNASA အကြီးအကဲတွေကကန့်ကွက်ပေမဲ့အပွဲသားတွေအားလုံးကတော့သူတို့တငယ်ချင်းကိုကယ်ဖို့အမိန့်ကိုပြီးဆိုင်ပြီးတော့ပြန်လှည့်သွားကြပါတော့တယ်နောက်ဆုံးမှာတော့မက်ကအင်္ဂါဂျိုပေါ်မှာလွတ်တင်မဲ့ rocket map စီကိုဖိချမ်းနေခဲ့ရပါတယ်ဒါပေမဲ့ rocket ကအရန်လေးနေလို့အာကာသရဲ့အပွဲသားတွေစီကိုရောက်မှာမဟုတ်ပါဘူးNASA ကပေးတဲ့အကြံကတော့ rocket ရဲ့အမိုးတွေထိုင်ခုံနေမှန်တွေကိုအကုန်ခွာချလိုက်ဆိုတဲ့အကြံမှာတရက်ကိုအမိုးမပါတဲ့ကားသူကြီးတို့ဖြစ်သွားတာပါမက်လည်း rocket ကို plastic နဲ့အုပ်ပြီးတော့အသက်ဆွမ်းကလွတ်တင်ခဲ့ပါတယ်ဒါပေမဲ့အမြင့်ဆုံးရောက်တဲ့အခါမှာအပွဲသားရဲ့အကွာအဝေးဝေးနေပါသေးအဲ့ဒီမှာမက်ကရဲရင်နဲ့ဒါမှမဟုတ်ယူသတဲ့အကြံတစ်ခုသုံးလိုက်ပါတယ်သူ့ရဲ့လက်အိတ်ကိုအပေါက်ပေါက်ပြီးတော့ထွက်လာတဲ့လီဖီယာနဲ့အာယုံမန်လိုပြန်တန်းပြီးတော့အပွဲကောင်းဆောင်ရဲ့လက်ကိုဖန့်ကင်ခိုင်ခဲ့ပါတယ်အဲ့ဒီမြင်ကွင်းအားတစ်ကမ္ဘာလုံးကိုတုံလို့စေခဲ့သလိုပရိသတ်တွေအားလုံးကိုလည်းကျင်းတဲ့အားရစေခဲ့ပါတယ်မက်ကဘာကိုပြန်ရပါတဲ့အခါမှာတော့သူကအာကာသရေမှုတစ်တွေကိုတင်နန်းပေးတဲ့ဆရာကြီးဖြစ်လာပါတယ်သူပြောသွားတဲ့စကားလေးတစ်ခုမှတကယ်ကိုမှတ်သားစရာပါအာကာသထဲမှာအရာအလုံးကမင်းကိုတတ်ဖို့ချောင်းနေပါလိမ့်မယ်အဲ့ဒီအချိန်မှာမင်းလို့ရမှာကလက်မလျှော့ဘူးပါပဲပြဿနာတစ်ခုကိုဖြေရှင်းမှာပြီးရင်နောက်တစ်ခုကိုထပ်ဖြေရှင်းမှာပြဿနာတွေကိုအရှင်းလိုက်ဖြေရှင်းသွားနိုင်ရင်မင်းအိမ်ပြန်ရောက်လိမ့်မယ်လို့ပြောပါတယ်ဒါကတော့သိပ္ပံပညာကိုဇွဲလုံးလာနဲ့ပေါင်းဆက်ပြသွားတဲ့ The Martian ဇာကားပဲဖြစ်ပါတယ်အခုလို movie regret တွေကိုစိတ်ဝင်စားရဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ဟုတ်ဗျနောက်ထပ်ဘယ်ဇာကားတွေကို regret လုပ်ပေးစေချင်လဲဆိုတာကိုလည်း comment မှာရေးခဲ့ပေးကြပါအားလုံးကိုကျေးဇူးတင်ပါတယ်